ဘာကြီးကြုံတွေ့ခဲ့ရတဲ့အဖြစ်အမှန်လေးပေါ့ကွယ်တခါတော့ကဘာကြီးဒီမြောင်းတကာကိုရောက်လာပြီးတော့ဘာကြီးဟိုတက်20လောက်မှာပေါ့မြောင်းတကာဈေးကတော့တိတ်တော့မစီသေးဘူးပေါ့ကွယ်အဲ့ဒီမှာဖဏချုပ်တဲ့လူပြောကအမတန်ကြွားညင်တာကဖဏချုပ်တာဘဝတွေကသင်္ကန်းစာလေးတွေပြောပြမလို့သားသမီးတို့ကြီးမှတ်သားစရာလေးတွေပေါ့နော်ဘာကြီးကြုံတွေ့ခဲ့ရတဲ့အဖြစ်အမှန်လေးပေါ့ကွယ်တခါတော့ကဘာကြီးဒီမြောင်းတကာကိုရောက်လာပြီးတော့ဘာကြီးဟိုတက်20လောက်မှာပေါ့မြောင်းတကာဈေးကတော့တိတ်တော့မစီသေးဘူးပေါ့ကွယ်အဲ့ဒီမှာဖဏချုပ်တဲ့လူပြောကအမတန်ကြွားညင်တာကဖဏချုပ်တာဘာကြီးကလည်းအဲ့ဒါဟိုဝါဒနာပါတော့သွားထိုင်ကြည့်တာဟေးသူကဖဏတွေထီးတွေဈေးထဲမှာထိုင်ပြီးတော့ချုပ်နေတာအဲ့နောက်ဇိမ်ခံကားကြီးကထိုးရလာပြီးတော့ကားပေါ်ဆင်းလာတာအမျိုးသမီးနဲ့အမျိုးသားနှစ်ယောက်လုံးခန့်ခန့်ချိုးကြီးကွာမိမဆိုရင်ရွှေတွေငွေတွေစိန်နေလားမသိဘူးတကောင်လုံးဝတ်ထားတာအာရွေးကွာတထေးနေမှာကွာဇိမ်ခံကားကြီးနဲ့လာပြီးတော့ယောက်ျားကပြောတယ်ကျွန်တော်ရအကူကြီးလေးပေးပါတဲ့ကျွန်တော်မိမဖဏသွားရင်လာရင်ပြတ်သွားလို့ဒီမြောင်းတကာမှာလည်းသူ့မိမစီးတဲ့ဖဏမျိုးကမရှိဘူးကွာအဲ့နဲ့အဖဏကလေးအပြက်ကလေးကိုဟိုပေးလိုက်တဲ့ခါကျတော့ဟောရပါတယ်ကျွန်တော်ဘယ်ဖဏမဆိုပြင်တတ်တယ်တဲ့ဆိုတော့ဖဏချုပ်တဲ့လူကအဖဏကိုချုပ်တာကျွမ်းညင်နေကွာခဏလေးပဲရိုးပြနေဆိုတော့ဖဏကအကောင်းဖြစ်သွားတော့မိမသူ့ယောက်ျားကိုလှည့်ကြည့်ပြီးတော့ကျန်ရှင်ဘာအတုံးကြလဲသူများလုံရတာပဲဟိုမှာကျန်ခဏလေးပဲတော်လိုက်တာအရန်တော်တာဒီအကိုကြီးကအရင်ယောက်ျားများဘာမှအတုံးမရောက်တော့သူ့ယောက်ျားကိုလှည့်ပြီးတော့ကျိန်းမောင်းနိုင်ပထမတော့ယောက်ျားကရည်နေသေးတယ်ကွာဟိုသူတို့ကလည်းညာကစားလင်မယားထင်ပါရဲ့ကွယ်ဟိုအသက်ကလည်း30 40လောက်ပဲရှိဦးမယ်နောက်ကျတော့သူမိမကသူစိတ်ကတိုးလာပြီမျက်နှာကြီးကျုံပြီးတော့ဟုတ်လားတဲ့ तू ကငားတဲ့တော်လားတဲ့အဲ့ဒါဆိုရင်လေနေသူနဲ့ပဲနေခဲ့တော့တဲ့ငါသွားတော့မယ်တဲ့ငါဆင်ပြီးရတဲ့စိန်နေရွှေတွေလဲနေယူထားလိုက်တော့တဲ့ဆိုပြီးတော့ယောက်ျားဇက်ဆိုကားပေါ်တက်ပြီးတော့ဟာမောင်းထွက်တော့မှ तू ဟိုဟာလုံးမဒါလုံးမလို့မျက်နှာငယ်လေးနဲ့ကြံခဲ့တယ်အေးတို့လူတွေမှလည်းတခါတည်းရရင်ဟိုအနီးနားမှာကိုယ့်ကိုပြုစုပြိုးထောင်ဂယုဆိုင်ပြီးတော့ကိုယ့်အမြဲတမ်းလှုပ်ကြွေးနေတဲ့လူအဲ့လိုပေါ့နော်ဟိုအထင်ကြီးရမှလည်းမသိဘူးကျေးဇူးတရားမှလည်းမသိဘူးကွာအဓိကဟိုတို့တမီးမင်းကလေးတွေပေါ့နော်မင်းကလေးတွေကအများဆုံးကိုယ့်ယောက်ျားကိုအထင်မကြီးတာများတယ်ကွာယောက်ျားလေးလည်းတူပါပဲကွာကိုယ့်အိမ်သူဘယ်တော့တော့အထင်မကြီးဘူးဟိုအဝေးကသူများအတင်းဝါးလေးလှုပ်ထားကိုသွားပြီးအထင်ကြီးတယ်ကိုယ့်အိမ်ကတော့ပြန်အပြစ်ပြောနေတယ်အေးအဲ့ဒါမျိုးကတကယ်တမ်းကျတော့မလုပ်သင့်ဘူးကွအဲ့တော့ခေါင်းကတထေးလင်မရဘူးဘာကြီးကတင်ကန်းလာရတယ်ဩဒီပတ်စံပေးလို့ဖနှက်ပြင်ပေးတဲ့လူတော့သူ့မှာကျေးဇူးတွေတင်အထင်တွေကြီးပြီးတော့ကိုယ်ကိုစိန်နဲ့ရွှေနဲ့ဟောတိုက်နဲ့ကားနဲ့တေချာဇိမ်ခံကားကြီးနဲ့ထားပေးတဲ့လူတော့သူအထင်သေးပြီးတော့ပတ်ဆက်ပြန်ပြောတာပေါ့အေးဘဝမှာအဲ့လူမျိုးတွေမဖြစ်ကြသေးနဲ့ကိုယ်အနာကျေးဇူးရှင်ကိုမြင်အောင်ကြည့်ကိုယ်အနာလူကိုအထင်ကြီးတဲ့လူကိုအထင်ကြီးရတယ်အဲ့တော့ကိုမိသားစုကိုယောက်ျားကိုအထင်သေးတဲ့လူများမဖြစ်ကြပါနဲ့အားလုံးကျမ်းမှထမ်းရကြပါစေ